အားလုံးပဲမင်္ဂလာပါနော်အားလုံးမင်္ဂလာပါအခုဒီဗီဒီယိုမှာတော့ကျွန်တော်ကအပူးမှုနဲ့ပေါ့နော်အရင်ဗီဒီယိုမှာတော့ဆရာလေးပင်ကြီးရဲ့အပူးမှုကိုကျွန်တော်တင်ထားပေးပြီးပါပြီအခုဗီဒီယိုမှာတော့ကျွန်တော်ကအပူးမှုနဲ့ကျွန်တော်ကျွန်တော်မူလို့ပြောအောင်ကလည်းဘာမှလည်းထူးထူးခြားခြားမရှိဘာမှလည်းထူးထူးခြားခြားမရှိဘူးအဲ့လိုဖြစ်နေဆလေးပင်ကြီးရဲ့အမူနဲ့အတူတူပါပဲဆလေးပင်ကြီးရဲ့မူနဲ့အတူတူပါပဲအခုမူပါလဲဆလေးပင်ကြီးရဲ့မူမှတ်မိရနော်မမှတ်မိအခုမှတွေးမိတဲ့သူကကျွန်တော်ဒီနေ့အခုတင်ထားတဲ့ဗီဒီယိုရဲ့အရင်ဗီဒီယိုမှာဆရာလေးပင်ကြီးရဲ့အပူးမှုတင်ထားပါတယ်အပူးမှုပေါ့နော်အပူးမှုတင်ထားပါတယ်အဲ့ဒီအရာလေးကိုသွားပြီးတော့ကြည့်ပေးပါဒါကတော့အပူးမှုနှစ်လို့ကျွန်တော်ပါတာကျွန်တော်နာမည်တက်ထားပါတယ်အပူးမှုနှစ်ပါဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အပူးမှုနှစ်ကဘယ်လိုလဲဆိုလို့ရှိရင်ဒီဆရာလေးပင်ကြီးရဲ့အပူးမှုကိုသိထားပြီးတဲ့သူအတွက်ကကျတော့ပို့ပြီးတော့အဆင်ပြေမယ်နော်ထောက်ရတာအဲ့ဒီအတိုင်းပဲထောက်ရတာဖြစ်ပါတယ်အဲ့ဒီအတိုင်းပဲထောက်ရတာဖြစ်ပါတယ်ဘယ်လိုလဲဆိုလို့ရှိရင်အပူးမှုနှစ်ကိုအပူးမှုနှစ်ကဆရာလေးပင်ကြီးရဲ့အပူးမှုနဲ့အတူတူပါပဲအခုအပူးမှုနှစ်ကကြတော့ကျွန်တော်တို့ဒီမှာသုံးလုံးပူးတယ်ပူးတဲ့ကဏ္ဍကဒီမနက်အရင်ရက်မနက်မှာပဲပါညနေမှာပဲပါနောက်ရက်မနက်မှာပဲပါညနေမှာပဲပါတယ်ဆိုလို့ရှိရင်ပူကဏ္ဍဆိုပါတော့ဒီမှာဆိုလို့ရှိရင်သုံးပူးတယ်သုံးပူးတဲ့အခါကျတော့ဒီသုံးကဏ္ဍကဒီမှာပဲပါ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 ထက်အောင်ပေါ့နော်အရင်ရက်မှာပဲပါအောက်ရက်မှာပဲပါမနေ့ညနေမရွေးပါဘူးပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအပူးမှုအတိုင်းပဲလောက်ရပါတယ်ဆိုတာလေးမှတ်ထားပေးပါအဲ့တော့သုံးပူးတယ်ဆိုတဲ့အခါကျတော့သုံးပူးတယ်ဆိုတဲ့အခါကျတော့နှလုံးပေါင်းခြင်း6ပါဝါ6အဲ့ဒီ6ကိုဘာဖြစ်လဲဆိုတဲ့အခါကျတော့အောက်ရက်မှာ3ကဏ္ဍပါနေတယ်နော်အောက်ရက်မှာ3ကဏ္ဍပါနေတဲ့အခါကျတော့အဲ့ဒီ38နှလုံးပေါင်းခြင်း1ပါဝါ6 1နဲ့က8 168နဲ့ကဟုတ်ပြီနော်ဒါအပူးမှုနှစ်ပါအရင် channel မှာလည်းပြောဦးပါတယ်ကျွန်တော်ဟုတ်ပြီနော်ဒါကအပူးမှုနှစ်ပါအဲ့တော့6ကို33နှလုံးပေါင်းခြင်း6ပါဝါ1အဲ့တော့တူတဲ့ကဏ္ဍအောက်ရက်မှာပဲပါဒီမှာကျွန်တော်ပြောပြီးနော်ဒီမှာပဲပါ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 ဆိုပြီးတော့ပြောပြီးအခုကဒီမှာပါနေတဲ့အခါကျတော့38ပါပြီပါတဲ့အခါကျတော့နှလုံးပေါင်းခြင်း1ပါဝါ6 1နဲ့ခါ8 168နဲ့ကက်ဆိုတဲ့အခါကျတော့6 ဒါကအပူးမှုအတိုင်းပဲနော်ဆရာလေးပင်ကြီးရဲ့အပူးမှုအတိုင်းပဲထုတ်ထားတာဖြစ်ပါတယ်ဆရာလေးပင်ကြီးကတော့မပြောခဲ့ဘူးပေါ့အဲ့တော့6ဒါကမွေးကဏ္ဍဖြစ်ပါတယ်ဒါကမွေးကဏ္ဍဖြစ်ပါတယ်နော်ဒါကအပူးမှုနှစ်ပေါ့ကျွန်တော်ပါတာကျွန်တော်နာမည်တတ်ထားတာဖြစ်ပါတယ်အပူးမှုနှစ်ပါကျန်တဲ့အပူးမှုတွေကျွန်တော်မသိပါဘူးသိရှိတော့ရှိတယ်မပြောပြတာပေါ့နော်ကိုမှုနဲ့ကိုမဟုတ်တဲ့အခါကျတော့ဒီကထားပြီးတော့ပြောမှဒီကျွန်တော်ရဲ့မူဖြစ်မယ်ပြီးတော့ဆယ်လေးပင်ရဲ့မူတွေဖြစ်ပါလိမ့်မယ်နော်ဆယ်လေးပင်ရဲ့မူတွေဖြစ်ပါလိမ့်မယ်အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်
ပုံစံတွေပြအောင်မလားဆိုလို့ရှိရင်တော့မပြတော့ဘူးပုံစံတွေပြရအောင်မလားဆိုလို့ရှိရင်ပုံစံလေးတွေရှိမလားမသိဘူးဒါပေမဲ့တစ်ချက်ကြည့်မယ်နော်ပုံစံလေးတွေကပူတာတော်တော်ရှားတာပဲဟုတ်ပြီဒီမှာခွန်မူးကြပြီခွန်မူးကြတဲ့ခါကျတော့ခွန်ရဲ့ပါဝါခွန်နှလုံးပေါင်းခြင်း၄ပါဝါကို၄ကိုအဲ့ဒီ၄ကိုဒီမှာသူ့ရဲ့အရင်ရက်မှာခွန်6လို့ခဏန်းတူကြတယ်ကြတဲ့အခါကျတော့ခွန်6နှလုံးပေါင်းခြင်း3ပါဝါ8 3နဲ့ခန့်5 3 8 5ကိုခွန်နှလုံးပေါင်းခြင်း4ကိုနဲ့ဟောလာမယ်နော်4ကို3 8 5ကပ်ပေါ့4ကို3 8 5ကပ်ဒီမှာသူကလည်းတွေ့ရနော်4ကို3 8 5ကပ်4ကို3 8 5ကပ်4 5ဆိုပြီးတော့ဒီမှာလာကြရတယ်နော်4ကို3 8 5ကပ်ဆိုပြီးတော့ဒီမှာလာကြပါတယ်ဒါကျွန်တော်ရဲ့အပူးမူနှစ်ပါဆယ်လေးပင်ရဲ့အပူးမူနဲ့မကွာပါဘူးနည်းနည်းလေးထူးတာကဘာလဲဆိုလို့ရှိရင်အပေါ်ကြအောက်ကြအဲ့ဒါပဲကွာပါတယ်တနေ့တည်းကြတာတော့ကျွန်တော်မပြောပါဘူးအပေါ်ရက်မှာကြတဲ့အပူရဲ့ကဏ္ဍကအပေါ်ရက်မှာပဲဖြစ်ဖြစ်အောက်ရက်မှာပဲဖြစ်ဖြစ်တူတယ်ဆိုလို့ရှိရင်ဆယ်လီပင်ကြီးရဲ့အပူမူအတိုင်းမွေးခွက်လုပ်လို့ရပါတယ်ဆိုတဲ့အကြောင်းလေးဒီအခုဗီဒီယိုမှာလာပြောတာပါနော်ဒါအပူမူနှစ်ပေါ့နော်အပူမူနှစ်အဲ့တော့ဒီမှာတုံညအပူကြတယ်ဒီမှာသူ့ရဲ့အပေါ်မှာတုံညလို့ကြတယ်ဆိုတဲ့အခါကျတော့ဒီမှာတုံညပူတဲ့အခါကျတော့တုံည5ပါဝါ5တုံည5ကိုဒီမှာကခဏန်းတူကြတယ်ဆိုတဲ့အခါကျတော့10လို့ကြတယ်10ဆိုတဲ့အခါကျတော့1ရဲ့ပါဝါ6 1ရဲ့နဲ့ကဒီ8 168ကိုတုံည5နဲ့ကတုံည5ကို168နဲ့တုံည5ကို168နဲ့ကဒီမှာ10လို့ပြန်လာကြတယ်နော်ဒါအပူးမှုပါနော်အဲ့ဒါဆိုလို့ရှိရင်ရပါပြီနောက်လူဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒါအပူးမှုနှစ်ပါကျွန်တော်တို့ဒီမှာအဲ့ဒီမှာ38လို့ကြာသွားတဲ့အခါကျတော့ကျွန်တော်တို့ကဘာလောရမလဲဆိုတဲ့အခါကျတော့ဆိုတော့ပြပြီးထင်ပါတယ်6တစ်ကို83တစ်နဲ့က16ကို6တစ်ကို168နဲ့ကဒါကဆယ်လီပင်ကြီးရဲ့မူက6တစ်ကို83တစ်နဲ့ကကျွန်တော်အပူးမူနဲ့က6တစ်ကို168နဲ့ကဟုတ်ပြီနော်အဲ့ဒါပါပဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒါကအပူးမူနှစ်ပါအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေအားလုံးအဆင်ပြေကြပါစေခင်ဗျာနော်